တန်းတိုင်းမှာချစ်ကန်ကန်ကလေးလေးတွေလူဆိုးကလေးတွေဂျစ်ပီကောင်းမျိုးကလေးမျိုးစားတွေကိုကျွန်တော်တို့တွေ့ဘူးမှာပါအဲ့ဒီလိုကလေးတွေဟာအဲ့ဒီလိုပုံစံဘာကြောင့်ဖြစ်သွားရတာလဲဆိုတဲ့အကြောင်းအချက်တွေအများကြီးရှိပါတယ်ကလေးတွေကိုအမျိုးအစားခွဲလိုက်မယ်ဆိုရင်ကလေးမျိုးစား2မျိုးလောက်ကိုတွေ့ရပါတယ်တချို့ကလေးတွေဟာပညာရေးမှာလည်းထူးချွန်တယ်အားကစားမှာလည်းထူးချွန်တယ်ဂီတအမှုပညာစတဲ့ဘက်တွေမှာလည်းပဲထူးချွန်အောင်မြင်ကြပါတယ်အဲ့လိုကလေးမျိုးစားတွေကြတော့ပတ်ဝန်းကျင်ရဲ့ရှီမွန်နာထင်ကြီးလေးစားတာတွေခံရတဲ့ဆရာမိဘတွေရဲ့ရှီမွန်ထောပနာပြူတာအလေးပေးတာအရေးပေးတာတွေကိုခံရလိမ့်ရှိပါတယ်အဲ့ဒီအခါမှာအဲ့ဒီကလေးတွေရဲ့နေ့စဉ်ဘဝဟာတာယာပျော်ရွှင်ရှမ်းမြေ့စရာနေ့စဉ်ဘဝတွေကိုသူပိုင်ဆိုင်ထားပါတယ်ဒါပေမဲ့တစ်ဖက်မှာကျတော့ပညာရေးမှာလည်းထူးချွန်မှုအားနည်းတယ်အားကစားမှာရောဂီတအနုပညာဘက်မှာရောပင်ကိုထဲလန့်မပါလာတဲ့ကလေးအမျိုးအစားတွေကျတော့ဆရာမိဘတွေရဲ့အလေးပေးတာကိုမခံရတာတကယ်ချင်းအပေါင်းအသင်းတွေရဲ့အပြစ်တင်ရှုံချတာကဲရတာအနှိမ်ခံရတွေစတဲ့ပြဿနာအမျိုးမျိုးကိုရင်ဆိုင်ကြရပါတယ်အဲ့လိုကလေးအမျိုးအစားတွေရဲ့နေ့စဉ်ဘဝဟာပျော်ရွှင်စရာနေ့ရက်တွေတော့မဟုတ်ပါဘူးသူတို့မှာအကြောင်းပြချက်ပေးချိန်တော့မရရှာကြပါဘူးတခါလေးမှားလိုက်တာနဲ့နောက်တစ်ခါလဲမှားအောင်မှာပဲဆိုတဲ့အတွေးမျိုးနဲ့ဘာအကြောင်းပြချက်မှမရှိဘဲကိုအဲ့ဒီကလေးကိုကဲရတာပြစ်တင်တာရှုပ်ရှာတာစတာတွေလုပ်တတ်ပါတယ်တကယ်တော့အဲ့ဒီကလေးကိုပတ်ဝန်းကျင်တစ်ခုလုံးဟာအမဲဝိုင်းတစ်စိတ်တွေဝိုင်းပြီးတော့ကက်နေတာပါတခါတလေမှာမိဘဆရာတွေကိုတိုင်ကတောင်းဒီကောင်လေးကဘာဆော့ဖြစ်မှမရှိဘူးစံကုန်မြေလေးပါရမီကိုပါမလာပါဘူးဆိုတဲ့ရုံရင်ကြမ်းတဲ့စကားမျိုးတွေနဲ့ကလေးရဲ့ဘဝကိုပိတ်ပင်ကြတာအဲ့လိုကလေးတွေဟာနောက်ဆုံးမှာဘလို့ဖြစ်လာလဲဆိုတော့သူတို့ချင်းတူရစုလာကြပါတော့တယ်ပညာရေးနဲ့ဖိအားပေးတဲ့ပတ်ဝန်းကျင်ကိုသူတို့တွေမနှက်မြုပ်ကြတော့ပါဘူးသူတို့အတွက်တက်တောင့်တက်တာဖြစ်စေမဲ့လူဆိုးဒီကောင်ဆိုးလို့လူဆိုးတွေဒီလိုသမုတ်ခံထားရတဲ့ပတ်ဝန်းကျင်တစ်ခုမှာပဲရစ်တီလောက်ပြီးတော့အဲ့ဒီမှာပဲတူရစုကြပါတယ်အဲ့ဒီအရှင်တွေကိုကျွန်တော်တို့မိဘဆရာတွေလုံးဝမထိန်ညှိနိုင်ဘူးဆိုလို့ရှင်အဲ့ဒီဟာသူတို့ရဲ့လူဆိုးကိုင်းတကယ်ကူမှចောင်းသားဆိုးတွေစုရာအဖွဲ့အစည်းတစ်ခုဖြစ်ထူထောင်သွားကြပါတော့တယ်ဆိုပါပြီဆိုလို့ရှင်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ပါတယ်ခုနောက်ပိုင်းကျောင်းတွေမှာတွေ့ရတာတကယ်ကူမှခိုင်ရန်ဖြစ်ပွားမှုတွေနော်စလိတ်တောက်ရှင်နောက်ကြလို့ရှင်အခုဆိုလို့ရှင်ဘိတ်ရှူခြင်းခုစဉ်တချို့ဆိုလို့ရှင်မူရစေဝါတွေသုံးဆွဲလာတဲ့အထိမလိုလားအပ်တဲ့အုပ်စုဖွဲ့လှုပ်ဆောင်မှုတွေကိုတွေ့လာရပါတော့တယ်သူတို့ဟာအဲ့လိုနေမှသာလဲသူတို့ဘဝအတွက်ခံစားမှုပိုကောင်းတယ်လို့သူတို့ခံယူသွားကြလို့ပါဒါကြောင့်မလို့ကျွန်တော်တို့မိဘဆရာတွေအားလုံးဟာဒီအရှင်တွေကိုသိပြီးတော့ပြန်လဲထိညှိတင်တယ်လို့ကျွန်တော်အကြံပေးလိုက်ရပါတယ်ခင်ဗျာဒီလေးတွေနဲ့ပတ်သက်ပြီးတော့ပြုစုပြောထောင်မှုနီလန်းကောင်းနေသိကျင်နေဆိုရင်ဒီ channel လေးကို follow လုပ်ခဲ့ပေးဖို့ဖိတ်ခေါ်အပ်ပါတယ်